တွေ့ရကြပြီနော် Gloria ခုရောက်နေတဲ့ဆိုင်ကတော့တော်တော်များများသိပြီးကြလောက်ပြီထင်ပါတယ်တော်မှာတော်တော် trend ဖြစ်သွားတဲ့ဆိုင်လေးပေါ့နော် Gloria ကတော့ Halloween နေ့မှာရောက်သွားတဲ့အတွက်ကြောင့်မလို့ဆိုင်ရဲ့ decoration ကတော့ Stranger Things ရဲ့ vibe ကိုလုပ်ထားရပါတော့ဆိုတော့ Stranger Things ရဲ့ fan လည်းဖြစ်တဲ့အတွက်ကြောင့်မလို့အရန်မိုက်တယ်ရန်ထိုင်လို့ကောင်းခဲ့တယ် food menu လေးရဲ့ price တွေကိုတော်တော်များများဈေးကြီးရလို့ဆိုပြီးပြောကြပါမယ် Gloria အနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပြင်ဆင်တဲ့ decoration တွေရဲ့ပြီးတော့အစားအသောက်တွေအရသာတွေနဲ့ပေါင်းဆက်လိုက်မယ်ဆိုတော့ဒါတော်တော်တန်တယ်လို့ပြောရပါမယ် Gloria တော့ဝိတ်ချနေရပေါ့နော်ဒါပေမဲ့မနေ့ဖြစ်မှာဝိတ်ချပါတော့မယ်ဆိုပြီးတော့ classic burger မှားလိုက်ပါတယ်သူထဲမှာက french fry လည်းပါတယ်ပြီးတော့ burger ထဲမှာလည်း cheese လေးနဲ့ပေါ့နော်အရသာလည်းတော်ရှိရဲတော်တော်လေးဆောက်လို့ကောင်းတယ်ဒါပေမဲ့ဝိတ်ချနေရဆိုလို့ရှိရင်တော့မလာသေးဘူးပြောချင်ပါတယ်ဒီမှာက fast food လေးပဲရလို့လေ Gloria တော့ဆက်စားလိုက်ပါဦးမယ်ရှင် Nice ဒီဟာလေးနဲ့အဲ့တော့ပို့ပြီးတော့ပိုက်တင်ပါတယ်ယူလာလို့ရှိရင်တော့ဘီယာစားမများစားမယ်ဆိုလို့ရှိရင်တော့ဘီယာမတောက်ဖို့ recommend ပေးပါတယ်အဲ့ဒါဆိုပိုက်ဖို့တယ်နော် gas နဲ့ကိုလာနဲ့တော့လေတင်းတော့တင်းနော်တူတူပါဒီရအပြည့်တော့ပြောလို့တပိုင်းတော့ကြံနေရစားနိုင်တော့ဖြစ်တယ် ဒီကဘာမှ တပုံလေးကိုတက်ပုံကိုကြည့်ပြီးတော့ဝါလာတော့အာလူကြော်ပါနော်ပွဲတိုင်းအာလူကြော်တရေနေနဲ့ကတော့အရန်ကြိုက်ပါတယ်ကော်ဖီဆိုင်တစ်ဆိုင်အသစ်ဖွင့်လို့ရှိရင်လည်းမိန်းကလေးရပို့လာကြတယ်ပြီးတော့ကောင်လေးတွေလည်းပါလာပြီဆိုလို့ရှိရင်အဲ့ဒါရေးစားရှိရဲ့ကောင်လေးသူတို့အဲ့လိုမျိုးကော်ဖီဆိုင်အသစ်တွေမှာကောင်လေးတွေတပုတ်ရိုက်ထားရဆိုလို့ရှိရင်ရေးစားရှိရဲ့ကောင်လေးမှတ်ထားလို့ရေးမှတ်တာသူတို့ကသူတို့ single ကြီးပဲလုပ်နေလို့ logic ဆိုင်လေးကလေတော်တော်ထိုင်လို့ကောင်းခဲ့တယ်ကျင်းတလူလေးတော့ဖြစ်နေပြီမဲ့အကုန်လုံးကကိုယ့်အနေကိုအေးစစ်စစ်စားတောက်တပုံရိုက်တဲ့လူကလည်းရိုက်အဲ့လိုမျိုးလေးပေါ့နော်ဆိုင်ကညနေပဲညဘက်ဆိုလို့ရှိရင်လူနည်းနည်းကြားရပါတော့ဆိုတော့ Gloria တော့ကျွတ်တင် booking လေးနဲ့ဒီ wine လေးကိုဖယ်ခိုင်းထားလိုက်တာပေါ့နော်ဆိုတော့အစင်တော့ပြီးသွားရဲ့ဒါကတော့ outfit check အညာဘော chest book ကြီးပါပေါ့ location ကတော့ဒါ twilight ထမှာပါလာရနော် lighting လည်းတော်ကောင်းတယ်အားကျွန်မအမုန်းတပုံရိုက်ခဲ့တယ်ဒါကတော့အပြင်ဘက်ပေါ့နော်ဝင်ချင်းတကားပေါက်ပေါ့အိမ်မှာလည်းရိုက်တယ်ဒီမှာလည်းရိုက်တယ်ဒီမှာနေရဆိုအကုန်လုံးပတ်ရိုက်ခဲ့တယ်ဘလို့လဲဒီ outfit လေးနဲ့လိုက်ရောလိုက်ရလာဆိုင်နေဒါမဲ့တခုရှိရဒီမှာတပုံရိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မီကိုယ့်ကိုယူလာပါဖုန်းရဲ့ flash light ပဲဖြစ်ဖြစ်ဒါမှမဟုတ် digital camera လေးနဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးနဲ့ရိုက်ပေါ့နော်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့လှတယ်ဒီမှာကျမကိုပဲကြည့်လိုက်တော့ကြည့်လို့လည်းပြီးသွားပြီဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုကိုဒီမှာပဲဆုံးသတ်လိုက်ပါမယ်အားလုံးပဲ bye bye